ကျေးဇူးတင်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်လာအားပေးကြတဲ့ပရိသတ်ကြီးရောကျွန်တော်ကူပြီးတီးဆိုပေးတဲ့အနက်ကဇေယျတော်ဘာဘူးဖြိုးကြီးနနဆိုင်လူတကောင်းမြငငယ်ကျိုးကြမမို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ချစ်တဲ့ပရိသတ်ကြီးကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့တငယ်ချင်းများစွာဆိုတဲ့ချင်းကိုဆိုပြချင်ပါတယ်ကျွန်တော်လည်းတူကျွန်တော်တငယ်ချင်းတွေအားလုံးလည်းစိတ်မခေါ်ပါတယ်အားလုံးစိတ်မပြန်တက်ခဲ့ပါတငယ်ချင်းများစွာဆိုချင်လို့ပါโอเคကိုမျိုးကြောင့်ကျွန်တော်စလိုက်အောင်ကျွန်တော်နှုတ်ဆက်ပါတယ်နောက်ဆက်ပါခင်ဗျာလက်တကယ်တော့မြင်ချင်းတယ်အားလုံးအားလုံးညစဉ်တိုင်းတွေးကြတွေးပြချက်ရှိနေသေးတယ်ဘွားရဲ့ပိုင်စားဒီချိန်မှာငါရဲ့အသက်ဟာ35နောက်45နေနဲ့ညနဲ့ကြောင်းမြန်ငါထိုင်စင်စားလမ်းမီးမြရဲ့အောက်မှာငါတို့စတွေ့ကြတယ်မနဲ့တွေ့နဲ့ခွဲရစ်တဲ့ညနေအဖြစ်နဲ့ပြက်တွေမတူညီပဲမဲ့သိချစ်ခဲ့ခြင်းတွေငါတခြားမှာသုံးတဲ့မှတ်ဉာဏ်တွေနဲ့တခြားမှာရှိတဲ့အကြောင်းအရာတွေတခြားမှာဖြစ်တဲ့ပြဿနာတွေခေါင်းထဲမှာပြည့်နေနေလဲမတော့မှမမေ့တဲ့စိတ်မှာမင်းတို့ရှိနေသေးပါကြောင်းတဲ့ခေါင်းလောင်ထိုးတဲ့ကြားမိတိုင်းမှာငါတို့ရန်ဖြစ်ခဲ့တာငါတို့ပြန်ချစ်ခဲ့တာစိတ်လှုပ်ရှားခဲ့ဘူးတာတွေကိုပုံမင်းသွားပြီလားမူလတန်းအလဲတန်းနဲ့အထက်တန်းဘဝတွေအခုချိန်မှာပြန်တွေ့ရင်ရင်တွေခုံငါလွမ်းစွနေရင်ထိုင်ကရေးတဲ့သချင်းဘဝရထားသွားနေတယ်တငယ်ချင်းတွေကစိတ်မြဲလောက်ကရှိလာမယ်ဟိုစဉ်ကလေးဘဝလောက်ပြောကြတယ်လည်းမကောင်းတော့တာမှန်ပဲစပိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေရှောက်ခဲ့ကြတယ်စကြနောက်ကြစိတ်ဆိုးကြရင်စာတွေချက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးတယ်အိမ်မနေနေရင်းနဲ့ပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါလေးမှာအပေါင်းတင်တဲ့ကြပြစာအုပ်တွေလုပ်တယ်ရှင်းတွေပါတွေမောရင်နဲ့ရီးစားလေးတွေထားတယ်အဆောင်မှာမီးတွေထိုးနေချိန်ဂီတာတီးခဲ့ကြတယ်တကိုရဲ့အသက်ကွဲတဲ့တချင်တွေဒီဇင်ဘာရဲ့နေ့တွေပြန်မြင်ရောင်ရင်းနဲ့ကအိယာထက်မလူးလိမ့်နေကောက်ကလေးနဲ့ကောက်မလေးကအမျိုးသားနဲ့အမျိုးသမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအထီးဘဝဆိုတဲ့ဖက်နှက်ကြီးကိုငါတို့တွေစီသွားရမှာပါပဲကဲထားလိုက်ပါတော့တနေ့နေ့မှာတော့ကွာပြန်ဆုံးမှာပေါ့ချစ်တဲ့တကယ်ချင်းများနောက်ပြီးရင်ခွဲခွာသွားဒါလူဘဝဆိုတာတွေငါအတွက်သင်ခန်းစာကဘာဟာနေနေကြီးကိုထွက်ပြီးတော့လက်ပတ်နေရငါရင်ထဲမှာသေးတယ်ရအမှတ်တရရှိကြရနေရမြအပြန်လန်နားလည်းမှုနဲ့ရင်မအပြန်အောင်လေးခံစားမနဲ့ဖြန်ကြောင်စဉ်းစားရင်မနေ့ကဆိုတာကိုတန်တာငါတို့တွေတယောက်ကိုလေးတနေရာစီပြေးသွားတချို့တွေကပူပြင်းပြီးတချို့တွေကအေးကြတဲ့ဒေတာငါကလည်းနေရာတက်မှာစနစ်တကျနောက်ဆုံးလုံးသက်ကြတဲ့အခါဆရာတွေကိုကတော့ကြတယ်အချင်းချင်းပွင့်ဖက်ကြတယ်အချို့တွေကပြောင်းမင်းကငါရဲ့အကောင်းဆုံးတကယ်ချင်းပါပဲမျက်ရည်တွေပါလေဝဲလို့စိုးနေနေကြစိုးနေနေရကဲဒါတွေထားမှာကွာငါတို့ဘဝတွေမှာတကယ်ရှိခဲ့တော့ချစ်ဆုံးတကယ်ချင်းများ
နေထိုင်တဲ့ပြောရှင်နဲ့ပတ်စားခဲ့ကြတာနောက်ဆုံးတော့အချိန်မှာအားလုံးပြန်ပြီးပွဲပေါ်တကယ်ချင်းများစွာထာဝရဝေကွာကျွန်တော်ချစ်တဲ့တကယ်ချင်းတွေအတွက်အားလုံးရောက်စီတိုင်းချစ်တဲ့တကယ်ချင်းတွေအတွက်တကယ်ချင်းများစွာအတူတူရှိခဲ့တာနောက်ဆုံးတော့အချိန်မှာအားလုံးပြန်ပြီးပွဲပေါ်တကယ်ချင်းများစွာထာဝရဝေကွာကျွန်တော်မမလည်းပဲပြောကျွန်တော်အားလုံးအရန်ချစ်ပါတယ်